ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်မြို့သားညီညွတ်ရေးအစိုးရမြို့သားညီညွတ်ရေးအစိုးရ၏သဘောထားထုတ်ပြန်ချက်နှင့်မြစ်တာရက်ခံပန်ကြားချက်2025ခုနှစ်မတ်လ14ရက်ကျွန်ုပ်တို့တိုင်းသားလူမျိုးစုများအားလုံးသည်လူသမိုင်းတစ်လျှောက်တမြေတဲနေတရေတဲတောက်လျက်အတူရှင်တွဲနေထိုင်ခဲ့သူများဖြစ်ုံမကဒေါ်လိန်အဆက်ဆက်လူမျိုးစုတစ်ခုနှင့်တစ်ခုကူညီရိုင်းပင်လျက်မြို့သားတန်းတူရေးနှင့်ကိုပိုင်ပြထန်းခွင့်ရရှိအလွန်ကဘုံရန်သူကိုလက်တွဲတိုက်ပွဲဝင်ခဲ့ကြသူများလည်းဖြစ်ပါသည်ထို့သောဆောင်ရွက်ရာတွင်မဟာမိတ်စာချုပ်ချုပ်ဆိုခြင်းကဲ့သို့သောမြန်မာသည့်နိုင်ငံ၏ယဉ်ကျေးမှုနှင့်ဆင်လာကောင်းများလည်းရှိပြီးဖြစ်ပါသည်1986ခုနှစ်ဖေဖော်ဝါရီလ14ရက်နေ့တွင်ကချင်ပြည်လွတ်လပ်ရေးအဖွဲ့နှင့်ပလောင်ပြည်နယ်လွတ်မြောက်ရေးအဖွဲ့တို့သည်ညီညွတ်ရေးမဟာမိတ်စာချုပ်ကိုချုပ်ဆိုခဲ့ကြပြီးကချင်မျိုးသားများနှင့်ပလောင်မျိုးသားများသည်နေမြေချင်းကလျက်အေးတူပူမျှတူတကွနေထိုင်လုပ်ကိုင်စားတောက်လာခဲ့ကြသောမျိုးသားများဖြစ်ကြောင်းနှင့်နိုင်ငံရေးခံယူချက်ချင်းတူညီကြောင်းအတိအလင်းဖော်ပြထားပါသည်ထို့အပြင်တစ်ဖွဲ့၏အကျိုးကိုတစ်ဖွဲ့ကအားပေးထောက်ခံသွားမည်သာမကကုညီရိုင်းပင်သွားမည်ဟုလည်းရင်းစာချုပ်တွင်ဖော်ပြထားသည်စာချုပ်ပါအရေးအကြီးဆုံးအမှတ်သားအပ်သည့်အချက်မှာအဖွဲ့အစည်းနှစ်ဖွဲ့ကြားဖြစ်ပေါ်လာတဲ့သည့်မြည်သည့်ပြိပက္ခမျိုးကိုမဆိုမိဖက်ပြိပက္ခဖြည့်ရှင်းနည်းဖြင့်သာဖြည့်ရှင်းသွားမည်ဆိုသည့်အချက်ဖြစ်ပါသည်2021ဆီယနာသိမ်းမှုကြောင့်ပေါ်ပေါက်လာသည့်လူထုຫນွေဦးတော်လှန်ရေးကာလတွင်လည်းနှစ်ဖက်ဖွဲ့စည်းများသည်ထားရှိခဲ့သည့်ထာဝရမဟာမိတ်စာချုပ်ကိုဆက်လက်အသိအမှတ်ပြုကြောင်း2023ခုနှစ်မေလ28တွင်ပူးရဲထုတ်ပြန်ခဲ့သည်မှာများစွာအားရကျေနပ်ဖွယ်ဖြစ်ပြီးလဲနေလေးအောင်မြင်းဆောင်မကျန်တော်လှန်နေကြသည့်လူထုကိုခွန်အားဖြစ်စေခဲ့ပါသည်ရင်းတွဲဆောင်ပွဲ၏နှစ်ဖက်ပူးတွဲထုတ်ပြန်ချက်တွင်ပါရှိသည့်အငင်းပွားပွဲသမိုင်းကြောင်းနှင့်မုန်းစကားများကိုရှောင်ကျဉ်ကချစ်ခင်ရင်းနှီးမှုတို့ကိုအလေးထားဆောင်ရွက်ရန်မမျှော်လင့်သည့်အခက်အခဲများပေါ်ပေါက်လာပါကမှန်ကန်သောဆုံးဖြတ်ချက်ရရှိရေးအတွက်နှစ်ဖက်တိုင်းမင်းညှိနှိုင်းဖြည့်ရှင်းသွားကြရန်နှင့်ပြိပက္ခမပေါ်ပေါက်စေရန်အတွက်ဝိုင်းဝန်းထိန်းသိမ်းကြရန်ဆိုသည့်အချက်မှာအထူးမှတ်သားပွဲဖြစ်ပြီးအလေးထားအတူယူရမည့်နီးနာတစ်ခုလည်းဖြစ်သည်ဟုမြို့သားညီညွတ်ရေးအစိုးရအနေဖြင့်ယုံကြည်လက်ခံထားပါသည်2025ခုနှစ်ဖေဖော်ဝါရီ3ရက်နေ့တွင်မြို့သားညီညွတ်ရေးအစိုးရမြို့သားညီညွတ်ရေးအတိုင်းအမြံကောင်စီပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီမြို့သားဒီမိုကရေစီဖွဲ့ချုပ်နှင့်ချင်းညီနောင်ဖွဲ့တို့ပူးတွဲထုတ်ပြန်ခဲ့သည့်ကြေညာချက်တွင်တော်လှန်ရေးအင်အားစုများချင်းချင်းကြားဖြစ်ပွားသောမြည်သည့်အငင်းပွားမှုကိုမဆိုမိဖက်ပြိပက္ခများဖြင့်မှတ်ယူ၍ငြိမ်းချမ်းသောနီလန်များဖြင့်သာဖြည့်ရှင်းဆောင်ရွက်သွားကြမည်ဟုဖော်ပြပါရှိလျက်ယင်းမှာ KIO KIA နှင့် PSLF TNL တို့၏ကာလရှည်ကြာတည်တဲ့နေသည့်ထာဝရမဟာမိတ်စာချုပ်ပါသဘောတူညီချက်နှင့်လည်းထပ်တူကြကိုက်ညီနေသည့်အပြင်အကောင်းဆုံးသောသဘောထားရည်တည်ချက်လည်းဖြစ်ပါသည်လူဦးတော်လှန်ရေးခေတ်တွင်ဆီယနာရှင်အားပုံရန်သူအဖြစ်၎င်းဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသည့်တည်ဆောက်ရေးအားဘုံရီမှန်ချက်အဖြစ်၎င်းတော်လှန်ရေးအင်အားစုများကြားထပ်တူထပ်မျှမှတ်ယူကြပြီးဖြစ်ပါသည်တော်လှန်ရေးအင်အားစုများ၏ဟန်ချက်ညီကြိုးပမ်းမှုများကြောင့်ယနေ့ဆိုလျှင်ဒေသအလိုက်စစ်ကောင်စီကင်းစင်တဲ့မြစ်များကြဲကြဲပြန့်ပြန့်ပေါ်ပေါက်လာခဲ့တဲ့ကဲ့သို့ဆီယနာရှင်ကြားဆုံး၍တနိုင်ငံလုံးလူမျိုးရန်လက်တကမ်းသာလူတော်သည့်အချိန်သို့ရောက်ရှိနေပြီလည်းဖြစ်ပါသည်ဤချိန်တွင်ရှမ်းမြောက်ဒေသ၌ဖြစ်ပေါ်လျက်ရှိသောမြေပြင်အငင်းပွားမှုအချို့ကြောင့်ဒေသခံပြည်သူများသာမကနွေဦးတော်လှန်ရေးတွင်ပါဝင်နေကြသည့်ပြည်သူလူထုတရက်လုံးကြားတွင်စိုးရိမ်ပူပန်မှုများဖြစ်ပေါ်လျက်ရှိသည်ကိုတွေ့ရှိရပါသည်မိမိတို့တော်လှန်ရေးအဖွဲ့အစည်းအားလုံးသည်ပြည်သူလူထု၏လိုလားဆန္ဒကိုဖြည့်ဆည်းနိုင်ရေးကြိုးပမ်းနေကြသူများပြီးပြည်သူများ၏စိုးရိမ်သောကများရောကြစေရေးဖြည့်ရှင်းဆောင်ရွက်ပေးရန်လည်းအထူးတာဝန်ရှိသည့်အလျောက်နှစ်ဖက်ဖွဲ့စည်းများ၏ခေါင်းဆောင်များကမိဖက်ပြိပက္ခများဖြစ်သာရှုမြင်ကြောင်းနှင့်နိုင်ငံရေးနည်းဖြင့်သာဖြည့်ရှင်းမည်ဆိုသည့်တန်ဋိဌာန်ချမှတ်ထားကြကြောင်းကိုကြားသိရသည့်အတွက်အထူးကြိုဆိုပါသည်ဖက်ဖက်ကအင်အားချိနဲ့အရေးနှိမ့်လျက်ရှိသောဂျမတ်စစ်ကောင်စီဖို့တော်လှန်ရေးအင်အားစုများကြားတက်ရှိုသွေးခွဲသည့်၎င်းတို့၏အဓိကဗျူဟာဖြစ်လာသည်ဆိုသည့်အချက်ကိုလည်းကျွန်ုပ်တို့အားလုံးသတိပြုပြီးဖြစ်ပါသည်လက်တလောပေါ်ပေါက်သောအောက်ခြေပုတ်တိုက်မှုများမှသည်လူမျိုးရေးအမုန်းတရားစီမကျေပြန့်သွားစေရန်အတွက်နှစ်ဖက်ဖွဲ့စည်းကောင်းဆောင်များအနေဖြင့်ထိမ့်သိမ်းဆောင်ရွက်နိုင်မည်ဟုယုံကြည်ပါသည်နှစ်ဖက်မျက်နှာချင်းဆိုင်တွေ့ဆုံညီနိုင်လျင်ပြဿနာအများစုအားအခက်အခဲမရှိဖြေရှင်းပြေလည်စေလိမ့်မည်ဟုလည်းနားလည်ပါသည်ယခုရက်ပိုင်းအတွင်းတွင်လည်းနှစ်ဖက်ဖွဲ့စည်းများကြားဗဟိုအဆင့်ဆွေးနွေးမှုများလှုပ်ဆောင်မည်ဟုဖော်ပြလာခြင်းပြည်သူလူထု၏သဘောဆန္ဒကိုရယူမည်ဟုဖော်ပြလာခြင်းများသည့်အပြုသဘောဆောင်ပြီးပြည်သူကိုမျက်နှာမူလျက်ရေးကိစ္စများကိုဖြေရှင်းကြမည်ပြယုံများဖြစ်ကြလျက်မိမိတို့မြို့သားညီညွတ်ရေးအစိုးရအနေဖြင့်ကြိုဆိုပါသည်မိမိတို့အားလုံးသည်ပြည်သူကိုအဓိကထား၍တိုင်တန်ဆောင်ရွက်ကြသည့်တော်လှန်ရေးဖွဲ့စည်းများဖြစ်သည့်အားလျော်စွာပြည်သူကိုမျက်နှာမူသည့်နီးနာများဖြင့်သာမိမိတို့၏ကြုံတွေ့နေရသည့်အခက်အခဲများကိုရင်ဆိုင်ကျော်လွှားနိုင်မည်ဖြစ်တဲ့ကဲ့သို့ပြည်သူကလူလားတောင်းတလျက်ရှိသည့်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပန်းနိုင်ကိုအရောက်ချီတက်နိုင်မည်ဖြစ်ပါကြောင်းနှင့်နိုင်ငံရေးကိစ္စများကိုနိုင်ငံရေးနည်းလမ်းဖြင့်ငြိမ်းချမ်းစွာဖြည့်ရှင်းဆောင်ရွက်ကြရာတွင်မြို့သားညီညွတ်ရေးအစိုးရအနေဖြင့်
လိုအပ်သလိုကူညီဆောင်ရွက်ရန်အသင့်ရှိပါကြောင်းလေးစားစွာဆန္ဒမွန်ပြုလျက်ယခုမြစ်တာရက်ခံချက်အားပန်ကြားပေးပို့အပ်ပါသည်မြို့သားညီညွတ်ရေးအစိုးရ